ကဲတစ်တော့မှာ Facebook မှာအားလုံးလိပ်ပြတွေဖြစ်နေကြပြီပေါ့နော်လိပ်ပြဆိုတာဒီမှာလိပ်ပြအင်ဂျီပြောတာဒီအင်ဂျီလေးပေါ့နော်အားနဲ့သူတို့ကအားလုံးဝတ်နေကြတဲ့ခါကျတော့ကိုကလည်းဗမာဝတ်ရမလဲမသိဘူးပေါ့နော်ရှာကြည့်လိုက်တဲ့ခါကျတော့ဒီတို့ကဝတ်ကြည့်ပြီးလာတော့မသိဘူးကိုကတော့ဝတ်ကြည့်တင်လို့ခဏငါတစ်တော့မှာလား Facebook မှာမသိရှာကြည့်လိုက်တာပေါ့နော်ရှာကြည့်လိုက်တော့ဒီ beauty cam တော့အဲ့ထက်မှဝင်ပြီးတော့ဒီမှာပြထားတဲ့ AI ပါလဲမသိအော်ဒီမှာဒီဥစ္စာလေးပေါ့နော်ဒီဝိုင်းထားတဲ့ဟာလေးပေါ့အဲ့ထဲကိုဝင်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ဝတ်စားတွေတပုံပြီးတပုံအဲ့လိုမျိုးလိုက်ပြီးတော့ဝတ်ကြည့်လို့ရတာပေါ့နော်အဲ့လိုဝတ်ကြည့်တဲ့အခါမှာကောင်မလေးတွေက body လည်းအရမ်းမိုက်တယ်ပေါ့နော်အရမ်းလာကြတယ်အဲ့တဲဝတ်ပြီးလို့ရှိရင်ဘယ်လိုလဲမသိဘူးကိုတော့မှမီနီမီရုပ်လေးပါလေအဲ့လိုပေါက်သွားတာပေါ့နော်မီနီမီရုပ်တော့မဟုတ်မီနီမီခန္ဓာကိုယ်ပေါ့ခန္ဓာကိုယ်ကလည်းအဲ့ AI ကအရန်လာတဲ့ခါကျတော့လေခန္ဓာကိုယ်ကစအရန်လာနေတာပေါ့နော်အားလုံးကတော့ try ကြည့်ပြီးလာတော့မသိဘူးဒါပေမဲ့ Facebook နဲ့ TikTok တခွင်ကတော့အဲ့ပုံတွေပဲတက်နေရပေါ့နော်ယောက်ျားတချို့ယောက်ျားလေးတွေလည်းလောက်ကြတယ်တချို့ main တချို့မဟုတ်တချို့ main ကလေးတွေကမှဂါယောက်ျားလေးတွေလည်းအဲ့လက်ပြအင်ဂျီလေး try မှဝတ်ကြည့်ကြပါပေါ့နော်ချစ်တော့ချစ်စရာလေးပါအတော်လေးလာတယ်မြုံရင် try ကြည့်ကြနော်ဒီမှာတခုကိုကတော့ try ကြည့်ထားပါပေါ့